အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စင်ကာပူမှာ agent ဘယ်လိုပဲအလုပ်ရချင်တယ်ဆိုရင်တည်ထားမယ့်အချက်၅ချက်ကိုမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီနီးလန်းတွေသုံးပြီးတော့စင်ကာပူမှာ agent ဘယ်လိုပဲအလုပ်ရခဲ့တယ်နံပါတ်1ဘာသာစကားကျွမ်းကျင်ဖို့လိုအပ်ပါတယ်စင်ကာပူမှာဆိုရင် English speaking ရော Chinese speaking ရောနှစ်မျိုးစလုံးသုံးပါတယ်နှစ်မျိုးစလုံးပြောနိုင်မယ်ဆိုရင်သူများရဲ့ထက်ပိုပြီးတော့ရှေ့ရောက်နေမှာဖြစ်တယ်လို့ခွင့်ရေးလည်းပိုများနေပါပဲကိုကနောက်တစ်ဆင့်ကိုဆက်ပြီးသွားခြင်းတယ်ဆိုရင်ကိုအလုံးလုံးနေတဲ့နိုင်ငံဒါမှမဟုတ်လို့ရှိရင်ကိုသွားခြင်းတဲ့နိုင်ငံရဲ့ဘာသာစကားတွေကိုဆက်ပြီးတော့လေ့လာသင်ပါတယ်နံပါတ်2အပေါင်းအသင်းမိကောင်းဆွေကောင်းရှိဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီမှာရှိရဲ့ကျွန်တော်ရဲ့ဘော်ဒါတော်တော်များများကအပေါင်းအသင်းကောင်းလို့agent မလို့ပဲအလုပ်ရတဲ့လူတွေကများတယ်။အပေါင်းအသင်းမကောင်းလို့ပျက်စီးသွားကြတဲ့လူတွေလည်းရှိတာပဲ။ဒါကြောင့်မို့အပေါင်းအသင်းကအရေးကြီးတယ်။ကိုပေါင်းတဲ့လူတွေကမိကောင်းဆွေကောင်းဖြစ်ဖို့လိုအပ်တယ်လို့ကိုယ်တိုင်လည်းမိကောင်းဆွေကောင်းဖြစ်ရပါမယ်။နံပါတ်3 email အစားလို့ဖုန်း application တွေကိုသုံးတတ်ဖို့လိုအပ်ပါတယ်။စင်ကာပူမှာဆိုရင်တက်စီငှားတာအစားဖုန်း application တွေကနေပြီးတော့ငှားရတယ်။ရင်မောင်းနဲ့မယ်ကားနဲ့မယ်ပတ်စံဘယ်လောက်ကုန်မယ်အချိန်ဘယ်လောက်ကြာမယ်ဆိုတာတခါတည်းပါထားပြီးသားဖြစ်ပါတယ်။ခုခေတ်ကာလအနေထားနဲ့ကနီးပညာကိုလေ့လာထားရင်လေ့လာထားသလောက်ကျွန်တော်အကျိုးရှိနေမှာပဲ။နံပါတ်4 CV form ပြင်ဆင်ထပ်ဖို့လိုအပ်ပါတယ်။ agent နဲ့ဆိုရင်တော့လိုချင်မှလည်းလိုမယ် agent နဲ့မဟုတ်ဘူးကိုယ်တိုင်ရှောက်မယ်ဆိုရင်တော့ CV form ရေးတတ်ဖို့ပြင်ဆင်တတ်ဖို့လိုအပ်ပါတယ်။အင်တာဗျူးတစ်ခုဆိုတာကလူချင်းရင်တွေ့ရတာမဟုတ် CV form အရင်ဆုံးတွေ့ရတာ CV form တွေအများကြီးတည်းကမှကိုယ့်ရဲ့ CV form ကဦးစားပေးခံရအောင်ဘယ်လိုရေးမလဲဘယ်လိုပြင်ဆင်မလဲဆိုတာကတော့အဓိကကျသွားပြီကျွန်တော်ဆိုရင်လည်းအရင်လောက်တော့တစ်ပတ်ကိုတစ်ရက်ပိတ်တယ်ပိတ်တဲ့တစ်ရက်မှာ OT ဆင်းလိုက်ပြီဆိုရင်12ရက်13ရက်လောက်ကတောက်လျှောက်ဆက်သွားတော့တာအလုပ်ခေါ်စားကိုကတွေ့နေရတယ်အဲ့အချိန်မှာကျွန်တော်အပြင်ထွက်ဖို့ကလည်းအချိန်မရှိတော့ညာရင်းချင်း CV form ရေးပြီးတော့တင်လိုက်တာအခုဆိုရင် CV form ရေးတဲ့အလုပ်ကရလို့အလုပ်လုပ်နေပါပြီအနည်းဆုံးတော့ကိုက CV form ကိုကိုယ်တိုင်မရေးတတ်ဘူးဆိုရင်တော့မှဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အချက်လေးတွေကိုသိဖို့တော့လိုအပ်ပါတယ် CV form နဲ့ပတ်သက်တဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာဆက်ပြီးတော့လုပ်ပေးပါမယ်နောက်ဆုံးတစ်ခုကတော့ interview တက်ဖို့လိုအပ်ပါတယ်တချို့က English speaking ကောင်းတယ် interview မအောင်တချို့ကပထမလူလောက် English speaking မကောင်းတွေ့ကြုံလည်းမရှိဘဲနဲ့ interview အောင်သွားတယ်အဓိကဘာကွာတော့ဆိုရင် interview တက်တဲ့လူနဲ့မ view တက်တဲ့လူပဲကွာတယ်ကျွန်တော်ဆိုရင်လည်း interview ကိုတောက်လျှောက်ကျွန်တော်ဖြေခဲ့ဒါပေမဲ့အဆင်မပြေခဲ့ဘူးဘာလို့လဲဆိုတော့ interview နည်းကိုကျွန်တော်မသိခဲ့ဘူးနောက်ပိုင်းသိတော့မှသာအဆင်ပြေသွားတာဖြစ်ပါတယ်အင်တာဗျူးနဲ့ပတ်သက်လို့စောင့်ရန်ရှောင်ရန်အချက်လေးကိုလည်းကျွန်တော်ဗီဒီယိုတစ်ခုတက်လုပ်ပေးပါမယ်ဒီနေ့ဗီဒီယိုကိုနှိမ့်ချုပ်ပြန်ပြောရမယ်ဆိုရင်စင်ကာပူမှာ agent ဘယ်လိုပဲအလုပ်ရချင်တယ်ဆိုရင်အချက်၅ချက်ကိုသိထားဖို့လိုအပ်ပါတယ်နံပါတ်1ဘာသာစကားကျွမ်းကျင်ဖို့လိုအပ်ပါတယ်နံပါတ်2အပေါင်းအသင်းမိကောင်းဆွေကောင်းရှိဖို့လိုအပ်ပါတယ်နံပါတ်3 email အစားလို့ဖုန်း application တွေကိုသုံးတတ်ဖို့လိုအပ်ပါတယ်နံပါတ်4 CV form ရေးတတ်ဖို့ဆိုတာထက်ကိုပြင်ဆင်တတ်ဖို့လိုအပ်ပါတယ်နောက်ဆုံးချက်ကတော့ interview တက်ဖို့လိုအပ်ပါတယ်လို့ပြောရင်ဒီဗီဒီယိုလေးကိုနားမှာအဆုံးသတ်ပြရစီဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့တော့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာဆက်တွေ့မယ်